ဒီနေ့ကနှစ်ဆက်တဲ့နေရာကန်ကောင်းတာကိုကိုလိုညီကိုနေရာကန်ကောင်းတာနော်အမေနဲ့ကနှစ်ဆက်တရက်နေ့မှာအတူမရှိတဲ့အချိန်ကြီးအများများနော်ဟိုတကြံတွင်းချင်းရှိတယ်မဟုတ်ရင်နှစ်ဆက်တဲ့နေ့ဆိုရန်ကုန်ပြန်လာပြီဒီတနေ့တော့အမေကစိတ်လာပူတော့နှစ်ဆက်တဲ့ရက်နေ့ဒီမှာကိုရီနဲ့ရှိတော့အမေကိုဒီနေ့ခြေတဲလက်တဲညက်ပေးမယ်ဘောင်းဆော်ပေးမယ်နော်ကျွန်တော်ဒါတော့ကျွန်တော်ဗုဒ္ဓဘာသာမြန်မာတွေရဲ့ရိုးရအယူပေါ့နော်ဘာလို့ဆိုတော့ဒီနှစ်ဆက်တဲ့ရက်နေ့ကဘယ်လိုပြောနှစ်ဟောင်းရဲ့အမြင့်ကြီးကိုဆုံးလို့ရတာပေါ့ကွယ်အဲ့လိုအဓိကကိုဆရာသမားမိဘတွေအကုန်လုံးကိုလုပ်ပြီးစင်တာလုပ်ပြီးလို့ရတယ်ဟောင်းချော်ပြရဖြစ်ဖြစ်အားကြောင့်တရုတ်ကမွန်းလေးချိုးဝယ်ထားတယ်တရုတ်ကမွန်းလေးနဲ့ချုံမယ်ခါလေးလက်လာလေးလေးပြလိုက်နော်တို့အောင်မကြီးဘာလဲဟိုကဆက်စဲမှာလှုပ်လိုက်တယ်ချစ်တူကြီးတဲ့လှုပ်လိုက်တယ်မေးတွေ့လားမသိတို့ကဟိုကဆယ်လီချတယ်ချစ်တူကြီးတဲ့ဘယ်လိုတင်ပြလိုက်တာချစ်တူကြီးအမေအမို့လေ ငါလည်းတော်တော်ကြည့်ရမယ်လေ ဗီဒီယိုဖြတ်မှတာတွေ့တော့တားလာငါငယ်ဘယ်သူကတင်ပြလိုက်တာလဲဘယ် နေစမ်းလေးချစ်တို့ရေအဲ့ကြောင့်မမေလာချစ်မင်းချစ်တာအမလေးမချစ်တာမလို့နဲ့ငါတို့ညီကိုနှစ်ယောက်ထားခဲ့ပြောမှာသူယောက်သားစီပြန်တော့မှလဲမင်းပြောလို့လုံးအောင်ပြောလာအောင်မပြန်နဲ့တော့ အမေး ယောက်ျားအရေးကြီးလားတားနှစ်ယောက်ကအရေးကြီးလား တက်ဘယ်လိုရေးကြီးလဲပြောအဖေလည်းဒီလိုနှစ်ဆန်တရက်နေ့မှာအဖေလည်းလက်တဲ့ရှိတယ်ညက်ပေးချင်တယ်ကို့ဖေနဲ့ဆိုမဆုံးတာတော့ကြာတယ်အဖေကဝန်ထမ်းမလို့အဖေပြီးလို့အဖေရဲ့ပုံလေးတွေဆိုတော့တိတ်မတင်ဖြစ် စပြီးတော့ချစ်ရအောင်ဖြစ်တယ်မတည်တားတော့ဟိုဘယ်လိုပြောမလို့တားမီဒီ3ယောက်ပဲရှိရလို့တက်တော့လူစင်လေဒီ3ယောက်ပဲရှိရထင်တာအဖေမရှိဘူးလားထင်တာဘာလို့ဆိုအဖေနဲ့ကဒီလိုတွေကဓာတ်ပုံတွေကတိတ်မရဖြစ်အမဖျားမတင်ထားရှိတယ်ကျွန်တော်ရဲ့အဖေငငယ်ချောချောလေးရှိသေးတယ်ပြအမသူ့ကြောင့်ကြောင့်စီပြန်ရှင်လို့အမလာပြီးတော့နေကျမ်းမာရေးလည်းကောင်းတယ်ဒီမှာစိတ်ကူးပြီးတော့ကျမ်းမာရေးလည်းကောင်းပြီဆိုကောင်းသွားပြီဆိုတော့ပြန်နေတာသမီးဆိုတော့လေတင်မလားကလေးဆိုရင်တော့နည်းနည်းဒုတ်တွေပါနဲ့မပြန်နဲ့ပါနဲ့ပြောတာလူကြီးဆိုတော့မိဘတော့တာသမီးကြတော့ပြန်ဆုံးမပိုင်ခွင့်ရှိတယ်အဲတော့ပြန်ကိုကတော့ကိုမျက်စိချေးအောင်မှာပဲလေစိတ်ဆန်းဘယ်လိုပြောကိုမျက်စိချေးအောင်မှာမြင်ရတယ်စိတ်ချမ်းသာတယ်ကွာဘယ်လိုလဲမသိဘူးလို့အကုန်လုံးကိုလုတ်ပြီးနေရတာမြင်တော့တခုဆိုလဲဟိုအဝေးမှာကြတော့တစ်ခါတည်းကျရင်ဟုတ်လားမသိမဟုတ်လားမသိစားရလားမသိမစားရလားမသိအဲ့လိုမျိုးအန်ချူဝဝယ်ဆိုလဲအန်ချူဝမဝယ်ဘူးနှမျိုးပြီးတော့လို့ရလူကြီးရပြောဆိုတော့ခက်တယ်ခုကိလူကြီးရနော်အစ်စတဲ့မှာဆူလဲဆူရတယ်လောက်လေလောက်ပြီးဆူလဲဆူလောက်လေလောက်ပဲလားခဏရင်မေကိုရေချိုးပေးမယ်ငါမေရေချိုးပေးမယ်ဟာခြေတယ်လက်တယ်လေးမယ်ရေချိုးမယ်